ဒါလာပြည့်နေ့မှာအမြဲတမ်းဆရာမတို့ကเนาะဒီလိုမျိုးပွဲတွေထွန်းပါတယ်เนาะဒါပွဲတွေစီရင်တာဖြစ်ပါတယ်နဝင်းပွဲတွေထွန်းတာဖြစ်ပါတယ်18ပွဲအမြဲတမ်းလာပြည့်နေ့မှာ18ပွဲထွန်းပါတယ်အကယ်၍ဒီနေ့လာပြည့်နေ့မှာအဲ့လိုမျိုးဒီပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်ဆရာမကိုဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်เนาะဆရာမစောတီတီဆန်ဖြစ်ပါတယ်0979631585ကိုဆက်သွယ်ပြီးတော့ဒါမေးမြန်းနိုင်ပါတယ်ဒီလိုလာပြည့်နေ့တိုင်းမှာဆရာမတို့ပွဲတွေထွန်းပြီးတော့ဒါဘာဆရာကြီးတီထွေနဲ့ဘာဆရာကြီးဦးကြမြင့်ကိုနဝင်းမွေးများနဲ့ပူဇော်တာဖြစ်ပါတယ်အကယ်၍နဝင်းမွေးများထွန်းကြည့်ပြီးတော့ပူဇော်ဆောင်ရွက်ခြင်းမှာကနဝင်းပွဲစီရင်များဆောင်ရွက်ခြင်းမှာကဆရာမကိုဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်နော်ဖုန်းနံပါတ်ကတော့0979631585ဖြစ်ပါတယ်နော်အားလုံးကျမ်းမာချမ်းသာပြီးတော့လာပြည့်နေ့တိုင်းမှာလက်ကြီးအထူးပွင့်ပါစေဝင်မှလည်းတိုးပါစေအတိုက်ခိုက်ရန်အပေါင်းနဲ့ကင်းဝေးပါစေလို့ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်နော်